တစ်တော်လည်းမက်ပြီးအရင်ပြေလို့လေတစ်တော်ရဟန်းမှာပြင်းတော့ပြန်ဖြတ်လိုက်ပေါ့ဖြစ်မှာလေကောင်းမှာမဟုတ်စီလူနဲ့ဆော့ညံ့နေရတယ်ဟုတ်အများကြီးတော့เนาะအမေကြီးရဆန်ပါစတယ်ကျမတို့ရနေနေတာပါရှင်အားရယူဘုံပြင်းနေတယ်လေဟုတ်ပြီပုံမှန်ဒီဘက်ကပုံမှန်နဲ့ခံနေရအော်ကျန်ရတယ်ခင်ဗျရတယ်အမှန်ပြေဘူးရထွေးမှုလေးတိုင်မှာသားနေရတယ်နဲ့အိမ်မှာသားနေရတယ်လေအင်းတက်တယ်ဆိုပြောတယ်ကျွန်တော်ကြိုင်ဆဲတော့ဟုတ်တယ်မဟုတ်ပြောလို့ရတယ်စစ်တာလို့ရတယ်ဘူးရဲ့သူကရဲ့အသက်တော်ကဥပနေရန်ကုန်နဲ့ပဲနော်ဟုတ်တယ်နော်ရန်ကုန်ကိုပြောရင်ရတယ်သူက18လောက်မှာရန်ကုန်ရောက်တယ်အခု30 30ပေါ့30မှာ31ချောလာတယ်နော်ဟုတ်ပြီ31ပြီ31ပြီရုံးနေဒုတိယ home town မှာဖြစ်တယ်။အမနယ်လေးကိုလည်းရှိတယ်၊ပြီးတော့ဇာတိရွာလေးကိုလည်းရှိတယ်။တောင်ကြီးကိုလည်းရှိတယ်။ကျမကဆွဲလုံးပကြီးဇူးဇူးအားလုံးရဲ့ပုံစံတော့တတတော့ဘူးအကောင်းကိုနေပဲတယ်ဒီတွေထူတတ်တော့ပြောရမယ်။ဒါကြမလုပ်တတ်တဲ့လူတွေလည်းကျောင်းနေလေအကျောင်းနေတဲ့လူတွေကยังမဟုတ်။နေဘက်တွေကတက်လာတာပဲဘာလဲ။ဒီပညာရေးလူကိုတခြားမသိမဲနဲ့ဟိုက
အဲ့လိုပုံစံမျိုးလေးဒါလေးကဆိုင်လေးတွေကမှားတာနဲ့တိုးတာကိုညာတော့လည်းအဲ့လိုဆိုင်မဆိုင်ဖွင့်လို့ဆိုဘိုးစံမောင်းဆက်နော်ဘူးတက်ဆက်ကြပြီး အနည်းဆုံးသိချမသိသိချမလောက်နိုင်ဘူးဆို ရိုးရိုးမရှိဘူးဆိုရင်လည်းအဲ့ဒီတက်တဲ့လူစီမှာတေချာလေးလာစီပို့ပြီးမှဖွင့်ကြတာများတယ်အဲ့လိုဖွင့်လာလဲဆိုတော့ဘာမှလည်းမသိဘူးလွယ်အဲ့ဒါနဲ့မျိုးတွေကိုကျင်းလို့ တန်းပြီ ကျင်းလို့တန်းပြီးတော့ဒါပဲဇူးကိုအဲ့လိုဇူးဆိုင်တော့မစားနိုင်လက်ရမအားဘူးဆိုတာမျိုးဖြစ်တာပေါ့နော်အားလိုက် ကောင်းတယ်ဟုတ် ကောင်းပါ ရလာတယ်လေးဒီကဦးလေးတောင်းပြနေမတူအညာတော့လည်းညာလိုက်ရတယ်မင်းကောင်းတယ်နော်ဟုတ်ပါဒီမှာအညာစီနေစားပြီးရင်ပုံနေရှင် စီလေးဣနေပါတယ် စီနေစားနေတဲ့အညာမဟုတ် စောင်းဘိုးလေးကမဆက်ပါဘူး อืม ဒီလိုလည်းဟုတ်တယ် โอเค